cheese အရင်ကြိုက်တဲ့သူတွေအတွက် cheese နဲ့ပတ်သက်တဲ့ menu မျိုးစုံရတဲ့ဆိုင်လေးတစ်ဆိုင်တွေ့ထားပါတယ်။နာမည်ကြီးနေတဲ့ cheesecake မတီတွေအပြင် cheesecake ice cream မှာရပါတယ်။ဒါကတော့ cheesecake နဲ့လုပ်ထားတဲ့ ice cream ပါရှင်။သူကအပေါ်မှာ chocolate မှုတ်ဖြူမလားမှာချမှုတ်ဖြူမလားစသည်ဖြင့် topping တွေလည်းရွေးချယ်လို့ရပါတယ်ရှင်။ cheesecake အပေါ်ရမှာတင်းတင်းလေးလုပ်ထားတဲ့မုတ်သားတစ်ထပ်ကိုဖောက်ချလိုက်ရင်အရေးပြောနေတဲ့ cheese လေးတွေထွက်လာပါတယ်။ cheese အနှစ်လေးနဲ့ရေခဲမုတ်လေးနဲ့တွဲစားလိုက်ရင်တော့အရန်ဟိုမှာချုံမြင်ပြီးရတာရှိတဲ့ cheesecake ရေခဲမုတ်လေးစားလို့ရပါပြီ။အရသာကဘယ်လိုနေလဲမေးရင်တော့ရေခဲမုတ်ရဲ့အချိုရတာလေးရဲ့ cheesecake ရဲ့အီအီလေးရဲ့တွဲစားရတဲ့အတွက်မို့ချွတ်ချွတ်အီအီလေးပေါ့နော်။အချိုရမ်းကြိုက်တဲ့သူတွေအတွက်အဆင်ပြေတဲ့အစားအစာမျိုးပါပဲရှင်။အီရရမ်းမကြိုက်ဘူးဆိုရင်တော့တော့မစားသင့်ပါဘူး။သူ့ရဲ့အောက်မှာဘာပဲစီလေးတွေလည်းပါသေးတယ်ပေါ့နော်။တပွဲကို2ယောက်3ယောက်လောက်စားလို့ရပါတယ်ရှင်။ဒီလိုဆို2ယောက်စားခဲ့တာတော့မကုန်ခဲ့ဘူးပေါ့နော်။ဒါလေးကတော့တပွဲကို1000ပေးရပါတယ်။ဒါကတော့ဝက်မှုတ်လုံးလေးပါရှင်။ဝက်မှုတ်လုံးကသူ့ရဲ့အချင်းလေးကတော်တော်လေးစားလို့ကောင်းပါတယ်။ဝက်မှုတ်လုံးဆိုတာအရင်ထူခြားတဲ့အစားအစာမဟုတ်ပေမဲ့တစ်ဆိုင်နဲ့တစ်ဆိုင်အချင်းအရသာမတူဘူးပေါ့နော်။ဒီဆိုင်ရဲ့အချင်းလေးကတော့ချစ်ချင်းဆက်ဆက်လေးလောက်ထားပါတယ်။မုတ်ဖက်လေးပါပါရင်တော့ပိုပြီးစားမိမှသိကြတယ်။ဒီကတော့အာလူချောင်းကျော် cheese topping လေးနဲ့ပါသူဆိုင်ကလေး cheese နဲ့ပတ်သက်တာတော်တော်စုံစုံလင်းလင်းရပါတယ်ရှင်။ဒါလေးကတော့ menu လေးတွေပါ။ဆိုင်လေးကလည်းအရင်အကျိမဟုတ်ဘူးပေါ့နော်။စပွဲလေး3-4ဝမ်းပဲရှိရပါ။ဒါပေမဲ့လည်းစားကောင်းတဲ့ခါကျတော့ parcel တွေလည်းဝယ်စားပြီးအများနဲ့လူပြေးနေတဲ့ဆိုင်မှာဒီဆိုင်ရဲ့မာလာထန်ဆိုလည်းအရင်နာမည်ကြီးပါတယ်။ဆိုင်နာမည်ကတော့ Bebel Iceland မှာ38လမ်း8384ကြားမှာရှိပါတယ်ရှင်။